မင်းသမီးဆိုတာရဲတိုက်ထဲမှာကနေရှင်ထိုင်ဆောင်နေရမယ်လို့ဘသူပြောလဲမိဖုရားကြီးရဲ့ရက်စမှုကြောင့်ဒုက္ခရောက်ခဲ့ရတဲ့မင်းသမီးလေးစနိုးဝိုင်းဟာဒီတစ်ချိန်မှာတော့ဓမြတိုက်ခိုက်ရေးသမားလူပူလေး9ယောက်နဲ့ပူပေါင်းပြီးတိုင်းပြည်ကိုပြန်လဲတော်လှန်ဖို့ပြင်ဆင်လာခဲ့ပြီးဘလို့လက်စားခြင်းမလဲဆိုတာဆက်လက်ဆောင်ကြည့်လိုက်ကြရအောင်ရှေးခါတုန်းကတိုင်းပြည်ကြီးတစ်ခုမှာကောင်မလေးတယောက်ကမွေးဖွားလာခဲ့ပါတယ်အဲ့ဒီကောင်မလေးရဲ့အသားအရည်ကနှင်းဆက်လေးလိုဖြူပွေးတန့်စင်လာပြီးသူမရဲ့သမီးလေးတွေကလည်းနတ်မောင်နေတာပါသူမကိုတော့စနိုးဝိုင်းလို့ခေါ်ကြပါတယ်။ဒါပေမဲ့ကန်ချမာကတော့စနိုးဝိုင်းရဲ့ဘက်မှာရှိမနေခဲ့ပါဘူး။သူမရဲ့အမေကသူမကိုမိဖွားနေစဉ်မိတွင်ထဲမှာပဲဆုံးသွားရှာတာပါ။အဲဒါကြောင့်သူမအဖေဘရင်ကြီးရဲ့လက်ထက်ထဲမှာပဲကြီးပြင်းလာခဲ့ရတာပေါ့။ဘရင်ကြီးဟာစနိုးဝိုင်းကိုအင်မတန်မှချစ်ခင်ပြီးသူ့ကိုခါစားနေတဲ့သူတွေကလည်းဘရင်ကြီးကိုချစ်ခင်ကြပါတယ်။အဲဒါကြောင့်ဘရင်ကြီးအုပ်ချုပ်တဲ့တိုင်းပြည်ကြီးကပျော်စရာနေရာလေးဖြစ်နေကြတာပေါ့။လူတွေဟာလည်းနေနေညာညာတချင်းတွေတီဆိုကြရင်းနဲ့ကောက်ခုံနေခဲ့ကြတာပါ။ဘရင်ကြီးကသူ့သမီးလေးကိုတယောက်တည်းပြုစုထောင်လာခဲ့ရတာကြောင့်သူ့သမီးကိုတင်ပေးလို့မရတဲ့အရာတွေရှိနေမှသဘောပေါက်သွားပါတော့တယ်။ဒါကြောင့်ဘရင်ကြီးကမိဖုရားအသက်ရှောင်ဖို့ကြိုးစားပါတော့တယ်။ဘရင်မအသက်ကတော့ကမ္ဘာပေါ်မှာအလားဆုံးအမျိုးသမီးဖြစ်ခဲ့တာပါ။သူမဟာညာလဲကောင်းပြီးတောင်းပါပါတယ်။ဘရင်ကြီးကသူမကိုလက်ထပ်ခွင့်တောင်းလိုက်အောင်ကိုလှတာပါ။ဘရင်ကြီးအတွက်သူမကအရာရာဖြစ်ခဲ့တာပေါ့။ဒါပေမဲ့အမောင်မော်တစ်ခုကစတင်ပြီးကျူးကျော်လာပါတော့တယ်။ဘရင်ကြီးကတနေ့မှာစနိုးဝိုင်းကိုသူ့ရဲ့ဓမြောင်သားလေးတစ်ခုပေးခဲ့ပြီးရင်နောက်မှအမောင်တော်ကြီးကိုထွက်သွားခဲ့ပါရတယ်။အဲဒီနေ့ကစပြီးဘရင်ကြီးကလုံးဝပြန်မလာခဲ့တော့ပါဘူး။ဆယ်နှစ်ကြာပြီးနောက်မှာတော့ဘရင်ကြီးပြောက်ကွယ်သွားပြီးနောက်တိုင်းပြည်ရဲ့အာဏာအလုံးဟာမိတွင်းဘရင်မကြီးရဲ့လက်ထဲကိုရောက်သွားပြီးတိုင်းပြည်တစ်ခုလုံးကလည်းနှင်းမြဖုံးလန်းကအေးခဲသွားပါတော့တယ်။အဲဒီချိန်မှာတော့စနိုးဝိုင်းလေးဟာလည်းအရွယ်ရောက်လာခဲ့ပါပြီ။ဘရင်မကြီးဟာနန်းတော်ထဲမှာသူမရဲ့လက်အောက်ဝန်ထမ်းတွေကိုအသုံးပြုပြီးကြားကွက်ကစားနေခဲ့တာပါ။အဲဒီချိန်မှာပဲသူမဘီကလူတစ်ယောက်ကသူကြားလာခဲ့ရတဲ့ကောလာဟလကိုဘရင်မကြီးထံပြပြပါတော့တယ်။အဲ့ဒါကတော့တိုင်းသူပြည်သားတွေကတိုင်းပြည်ကြီးကမွေးပြကြရမယ်လို့ပြောနေကြတာကိုပါ။ဘရင်မကြီးဟာသူမရဲ့ဝန်ထမ်းဘရိုင်ယန်ကိုခေါ်ပြီးကောလာဟလဖြန့်တဲ့သူတွေကိုအဲ့ဒီအတွေ့ကိုတွေးနေရင်တော့တည်တံပေးခံရမယ်လို့အမိန့်ထုတ်ပြန်ခိုင်းလိုက်ပါတော့တယ်။ခိုးကြောင်ခိုးဝဲနဲ့ထွက်လာတဲ့စနွင်းဝိုက်ကိုဘရင်မကြီးကလက်မြင်တဲ့အခါမှာတော့ခေါ်လိုက်ပြီးအိတ်ခမ်းပြီးလောင်နေလို့ထွက်လာတာလို့မေးပါတော့တယ်။ဒါပေမဲ့စနိုးဝိုက်ကတော့သူမရဲ့အသက်18နှစ်ပြည့်တဲ့နေ့ဖြစ်တာကြောင့်မောင်မသက်လင်ပွဲကိုလာလို့ရမလားမေးဖို့ထွက်လာတာဖြစ်ကြောင်းပြန်ပြောခဲ့ပါတယ်။ဘရင်မကြီးကတော့အသက်100ပြည့်သွားရင်တော့ဂယုမဆိုင်ဘူးလို့ပြန်ပြောရင်းသူကစားနေတာကိုပဲဆက်ပြီးတော့ကစားနေခဲ့တာပါ။တစ်ဖက်မှာတော့မင်းသားအေကောဟာသူ့ရဲ့လောက်ခံရန်ဘော်တို့နဲ့တောအုပ်ထဲမှာသွားလာနေရင်တောအုပ်ကြီးတင်စားမိနေတဲ့အကြောင်းကိုအငင်းကုန်လုံးနေကြတာပါ။ဒါပေမဲ့ရုတ်တရက်ဆိုစလုံးသူတို့နောက်ကနေတခုခုကဖြတ်သွားတာကိုတတိထားမိလိုက်ပါတယ်။အဲ့ဒီအချိန်မှာပဲမင်းသားကတော့ကိုစစ်စစ်ပူးဆိုပြီးလောက်ပါတော့တယ်။ခဏကြာမှတော့မမရှိရှင်နဲ့ဘလူးတွေကထွက်လာပြီးသူတို့ကိုစတင်တိုက်ခိုက်တာပါ။မကြမီမှာပဲတီးလိုက်ရတာကအဲ့ဒီအရာတွေဟာဘလူးတွေမဟုတ်နေပဲနဲ့လူပူလေးတွေဖြစ်နေခဲ့တာကိုပါပဲ။အဲ့ဒီလူပူလေးတွေဟာမင်းသားရဲ့စီကပါသမျှကိုယူထားပြီးသူတို့နှစ်ယောက်လုံးကိုတစ်ပင်မှာစောက်ထိုးချိတ်ထားခဲ့ပါတော့တယ်။စနိုးဝိုက်ကတော့သူ့ဖေတုံးပြခဲ့တာတွေကိုကြည့်ရင်မိဖို့ဆောင်တွေကိုဆင်းလာခဲ့တာပါအဲ့ဒီချိန်မှာပဲမိဖို့ဆောင်ဝန်ထမ်းတွေကပျော်ရွှင်ကြဝင်းနေဖြစ်ပါစေဆိုပြီးဝိုင်းမီ surprise လုပ်ခဲ့တာကြောင့်စနိုးဝိုက်ဟာသူ့မွေးနေ့ကိုမှတ်မိပေးနေကြတယ်ဆိုပြီးဝမ်းသာသွားပါတော့တယ်အမှုထမ်းတွေကတယောက်ကတော့စနိုးဝိုက်ကိုတိုင်းပြည်မှာဘာဖြစ်နေလဲဆိုတာကိုလိုက်ကြည့်ပါလားလို့ပြောလိုက်တာကြောင့်စနိုးဝိုက်ဟာသူမပေးခဲ့တဲ့ဓမြောင်လေးကိုထုတ်ကြည့်ရင်အပြင်ထွက်သွားပါတော့တယ်ဘရင်မကြီးကတော့တောက်ခတ်ထားတဲ့အခန်းကိုသူ့မမပါလာတဲ့ရွှေရောင်တော်နဲ့ဖွင့်ရင်ဝင်သွားခဲ့ပါတယ်။အခန်းထဲမှာတော့လူတကူစာမြင်ရတဲ့မှန်ကြီးကရှိနေတာပါ။ဘရင်မကြီးကအဲ့ဒီမှန်ရှိမှရက်လိုက်ပြီးနေရန်ပေါ်ကမှန်ရည်လို့ရေရွတ်လိုက်တဲ့အခါမှာတော့မှန်ကြီးကရေလိုင်းတွေတော့လှုပ်လာပြီးဘရင်မကြီးကမှန်ထဲကိုဝင်သွားပါတော့တယ်။မှန်ရည်တခြားမှာတော့တဲအိမ်လိုပုံစံတစ်ခုကရှိနေခဲ့တာပါ။ခဏကြာမှဘရင်မကြီးကရေထဲကနေထွက်လာပြီးတဲအိမ်တွေကိုဝင်သွားပါတော့တယ်။အဲ့ဒီအိမ်ထဲမှာတော့မတချက်ကထပ်ရှိနေပြီးမှန်ထဲမှာတော့ဘရင်မကြီးနဲ့တပုံစံတဲ့သူကထိုင်နေခဲ့တာပါဘရင်မကြီးကလည်းမှန်ထဲကလူနဲ့အပြန်အလှန်စကားပြောရင်းဘာကြံညာပြမလဲလို့မေးလိုက်ပါတယ်မှန်ထဲကလူကတော့တထေးသားတစ်ယောက်နဲ့မြ мян လက်ထပ်ဖို့အကြံမေးလိုက်ပါတော့တယ်အဲ့လိုလဲဆိုတော့တနေ့ကျရင်ဘသူအလှဆုံးလဲဆိုတာနင့်ကိုမေးလာလိမ့်မယ်ပြန်ပြေးမဲ့အဖြေကိုလည်းဒီသဘောကျမှာမဟုတ်ဘူးလို့ပြောလိုက်ရင်းနဲ့ဘရင်မကြီးကတော့သူပြောတာနဲ့နားထောင်ပြီးပြန်လက်ထပ်သွားပါတော့တယ်စနိုးဝိုင်းဟာမြို့ထဲကိုသွားဖို့တော်ရဲကိုဖြတ်ရင်စကားပြောတဲ့ကိုကြားလိုက်ရပါတယ်။သူမဟာအတန်ကြားရနေရကိုသွားချင်းတဲ့အခါမှာတော့စောက်ထိုးချခံထားရတဲ့မင်းသားတို့နှစ်ယောက်ကိုတွေ့လိုက်တာပါ။မ
မင်းသားတို့ကလည်းလူပူလေးတွေကဓမြတိုက်ပြီးဒီလိုမျိုးလှုပ်သွားတာဖြစ်ကြောင်းပြောရင်ကဲပြီးပိုတောင်းဆိုပါတော့တယ်စနိုးဝိုက်ကလည်းချက်ချင်းဆိုသလိုခြီထားတဲ့ကြိုးကိုပါလာတဲ့တမြောင်နဲ့ဖျက်ချပေးလိုက်ပါတယ်အတီလိုနဲ့စနိုးဝိုက်ကလည်းတောင်ဘက်ကိုဆက်သွားမှာပါလို့ပြောပြီးနှုတ်ဆက်ပြီးထွက်သွားခဲ့တာပါအဲ့ဒီနောက်မှာတော့မင်းသားတို့နှစ်ယောက်ကလည်းမြောက်ဘက်ကိုခီးဆက်ရင်ဘရင်မကြီးရှိတဲ့မြို့တော်ကိုရောက်ရှိသွားပါရောတယ်ဘရင်မကြီးနဲ့တွေ့ဆုံချိန်မှာတော့သူတို့ဟာချမ်းသာရဲ့နိုင်ငံကလာတာပါရွှေတွေငွေတွေပိုးတွေပုံများပါတယ်ဆိုပြီးလျှောက်တင်လိုက်တာပါဒီလိုနဲ့ဘရင်မကြီးဟာငွေကြေးကိစ္စပြည်လဲဖို့အတွက်မင်းသားကိုလက်ထပ်ဖို့ကိုစီစဉ်มาတော့တယ်သူမဟာတိုင်းပြည်မှာဘယ်သူနဲ့မှမတူတဲ့ပွဲတော်တစ်ခုပြုလုပ်မှာဖြစ်ပြီးပွဲတော်ပြုလုပ်ဖို့ပတ်စံအလုံးလောက်မရှိပါကပြည်သူတွေစီကနေအခွန်တိုးကောက်ဖို့ကိုသူမရဲ့အစီကံမူမတ်စီကိုညွှန်ကြားလိုက်ပါတော့တယ်စနိုးဝိုင်လေးကတော့မြို့တော်တွေကိုရောက်ရှိနေပြီးသူမဟာအရန်အံ့ဩနေခဲ့တာပါမြို့တော်ကြီးဟာအရင်ကသူမရောက်ခဲ့တဲ့အချိန်နဲ့မတူပဲဆင်းရဲမွဲတေနေခဲ့တာပါမြို့တော်တွေကပြည်သူတွေကလည်းတောင်ရန်စားတောက်နေခဲ့ရတာပေါ့အဲ့ဒီအချိန်မှာပဲဘရင်မကြီးရဲ့စိတ်ခိုင်းမှုကြောင့်အစီကံမူမတ်ဟာမြို့တော်တွေမှာအခွင့်တိုးကောက်ဖို့အတွက်စာရွက်လာကတ်တာပါမြို့သူမြို့သားတွေကလည်းအခွင့်တိုးကောက်ပြီးအဲ့ဒီပတ်စံနဲ့ဘာလို့မှလဲလို့မိကြတာပေါ့ဘရင်မရဲ့အစီကံမူမတ်ကတော့မြို့သူမြို့သားတွေကိုတောထဲမှာရှိတဲ့မိစ္ဆာတွေရဲ့ရန်ကနေကောက်ွယ်ဖို့ဆိုပြီးပြောခဲ့တာပါနောက်ပြီးမနက်ဖြန်အခွင့်အတွက်ပတ်စံလာကောက်မယ်လို့လည်းတခါရဲပြောပြီးထွက်သွားပါတော့တယ်အဲ့ဒီလိုနဲ့စနိုးဝိုင်လီဟာသူနေတဲ့နေရာကိုပြန်သွားပြီးသူမကိုမြို့တော်တွေကိုဆစ်လွတ်ခဲ့တဲ့အမှုထမ်းနဲ့အတော်ကြီးကိုမြို့တော်ထဲမှာပြက်ခဲ့ရာတွေကိုပြန်လည်ပြပါတော့တယ်အမှုထမ်းအတော်ကြီးကလည်းဘရင်မကြီးဟာမင်းသားလေးကိုလက်ထပ်ဖို့အတွက်ပေါ်တာတစ်ခုကျင်းပမယ်ဆိုတာသိထားတဲ့အကြောင်းကိုပြန်ပြောပြခဲ့ပါတယ်အဲ့ဒီမင်းသားလေးမှလည်းစစ်တပ်တစ်ခုပါလာတာကိုလည်းစနိုးဝိုင်လေးကိုပြောပြလိုက်တာပေါ့စနိုးဝိုင်လေးကလည်းမင်းသားနဲ့စုစစ်တပ်ကိုအကူအညီတောင်းပြီးသူ့ရဲ့တိုင်းပြည်ကိုပြန်လည်သိမ်းပိုက်ဖို့အတွက်အကြံရသွားခဲ့တာပါပွဲတော်ကျင်းပချိန်မှာတော့စနိုးဝိုင်လေးကငွေငန်းဝဲစုံလေးနဲ့လှပနေခဲ့တာပါဘရင်မကြီးဟာပွဲတော်ထဲမှာမင်းသားလေးကိုဖိတ်ခေါ်လိုက်ပြီးပါတီကိုစတင်ကျင်းပလိုက်ပါတော့တယ်အဲ့ဒီအချိန်မှာပဲနှစ်ယောက်သူတွေ့ကဖို့အတွက်နေရာယူလိုက်တဲ့အခါမှာမထင်မှတ်ထားပဲမင်းသားလေးနဲ့စနိုးဝိုင်တို့ဟာတွေ့ဆုံသွားခဲ့ကြပါတယ်သူတို့ဟာတယောက်နဲ့တယောက်မင်းသားနဲ့မင်းသမီးနဲ့အဖြစ်မိတ်ဆက်ကြရင်စနိုးဝိုင်လေးကနန်းတော်တွေကိုမင်းသားရဲ့အကူအညီလိုလို့လာရောက်ခဲ့တာဖြစ်ကြောင်းပြောပြပါတယ်ဘရင်မကြီးကတိုင်းပြည်ကိုတိုက်ပိုက်ထားပြီးမြို့တော်ဟာလည်းပြက်စီနေကပြည်သူပြည်သားတွေဟာလည်းငတ်မွတ်နေပြီဖြစ်ကြောင်းမင်းသားလေးရဲ့အကူအညီလိုအပ်ကြောင်းကိုပြောနေချိန်မှာပဲဘရင်မကြီးနဲ့သူ့ရဲ့အစီကံကစနိုးဝိုက်ကိုတတိထားမိသွားပါတော့တယ်စနိုးဝိုက်ကလည်းဒါကိုရိပ်မိပြီးမင်းသားလေးကိုနှုတ်ဆက်ခါလင်းမြောင်စွာနဲ့ပဲပွဲတော်တွေကနေပြေးထွက်လာခဲ့တာပေါ့ဒါပေမဲ့စနိုးဝိုက်ကမလွတ်သွားခဲ့ပါဘူးဘရင်မကြီးရဲ့ဖန်ဆီးခြင်းကိုခံလိုက်ရပါတော့တယ်ဘရင်မကြီးဟာစိတ်ဆိုးသွားပြီးစနိုးဝိုက်ကိုတပ်ဖို့အတွက်သူ့အမှုရန်ကိုတောက်ထဲခေါ်သွားပြီးမကောင်းဆိုးဝါးအစာကျွေးလိုက်လို့အမိန်ပေးလိုက်ပါတော့တယ်အမှုတန်းကလည်းဘရင်မကြီးကိုကြောက်တာကြောင့်စနိုးဝိုက်ကိုတောထဲကိုခေါ်သွားရပါတော့တယ်ဒါပေမဲ့အမှုထမ်းကစနိုးဝိုက်ကိုတနာတာကြောင့်မတတ်ဖဲကျိုးပြစ်ပေးကအဝဲကိုသာမြန်ဖြတ်ပြေးသွားပါတော့ဆိုပြီးပြောလိုက်ပါတယ်စနိုးဝိုက်ကလည်းထွက်ပြေးရင်းနဲ့တစ်ကိုင်းတော့တစ်ခုနဲ့တိုင်မင်ကဆိုင်းဘုတ်တစ်ခုရှိမှမိလေသွားပါတော့တယ်နန်းတော်တွေကိုပြန်ရောက်လာတဲ့အမှုထမ်းဖိုင်ရင်ကတော့ဘရင်မကြီးစီသွားပြီးညွှန်ကြားတဲ့အတိုင်းလုပ်ခဲ့ကြောင်းပြောဆိုခါဟိုဝတူအသေးအတူတွေကိုထုတ်ပြပါတော့တယ်ဘရင်မကြီးဟာလည်းတအားဝမ်းသာသွားပြီးအများမြင်မှာတော့စိတ်မကောင်းဆောင်သတင်းကြေညာရမယ်လို့အမိန်ပေးလိုက်ပါတော့တယ်တောထဲမှာမိတယ်သွားတဲ့စနိုးဝိုက်ဟာလူပူလေးတွေရဲ့အိမ်ထဲမှာနိုးလာပါတော့တယ်စနိုးဝိုက်နိုးလာတဲ့တပြိုင်နက်ဘသူလဲဆိုတာကိုလူပူလေးတွေကဝိုင်းမေးကြပါတယ်စနိုးဝိုက်ဟာလည်းသူဟာစနိုးဝိုက်ဖြစ်ကြောင်းပြောပေမဲ့လူပူလေးတွေကတော့မယုံကြပါဘူး။ဘာလို့လဲဆိုတော့သူတို့တွေဟာစနိုးဝိုက်ကိုမျှော်စင်ထဲမှာပိတ်ထားတာလို့သိထားကြတာပါ။ခဏကြာမှတော့စနိုးဝိုက်ပြောတဲ့စကားတွေကိုလူပူလေးတွေကလက်ခံလိုက်ပြီးအလုပ်လုပ်ဖို့အတွက်ကိုပဲထွက်သွားကြပါတော့တယ်။အမှုထမ်းကတော့နန်းတော်တွေကရှိနေတဲ့လူတွေကိုစနိုးဝိုက်ကိုတာရဲကြီးကစားသွားပြီဆိုတာသိသွားပြီဖြစ်ကြောင်းလက်ပြောပြပါတော့တယ်။ခဏကြာမှတော့ထုံးစံအတိုင်းမြို့ထဲကိုသွားပြီးအခွင့်တွေကိုသွားယူတော့တာပေါ့။ဒါပေမဲ့အပြန်မှာတော့အမှုထမ်းစီးလာတဲ့ရထားလုံးကိုလူပူလေးတွေကဓမြတိုက်ပါတော့တယ်လူပူလေးတွေကဓမြတိုက်လို့ရတာတွေကိုအိမ်မှာထားကအဆန်စားဖို့လုပ်နေချိန်မှာပဲစနိုးဝိုက်ကပစ္စည်းတွေကိုမြင်လိုက်ပြီးဘယ်ကရတာလဲလို့မေးပါတော့တယ်လူပူလေးတွေကလည်းဘရင်မကြီးရဲ့ရွှေနဲ့ပြည်သူတွေရဲ့ပတ်စံဖြစ်ကြောင်းကိုပြန်ပြောပြပါတယ်အဲ့ဒီခါမှာစနိုးဝိုက်ကအပြစ်မရှိတဲ့လူတွေရဲ့ပတ်စံကိုတာမကောင်းဆောင်ပြောပြီးပတ်စံတွေကိုမြို့တော်ကိုအလင်းအမြန်ပဲသွားပေးပါတော့တယ်ပြီးမှပတ်စံတွေကိုလူပူလေးတွေကပြန်ပေးတာဖြစ်ကြောင်းပြောပြတာကြောင့်မြို့ရဲကလူတွေကလည်းလူပူလေးတွေကိုချီကျူးပြီးပျော်ရွှင်တော့ကြတာပေါ့
ဘယင်မကြီးကတော့မင်းသားလေးနဲ့မနှက်စာအတူစားနေရင်ညကကတာကတော့ကြောင်ပြောနေခဲ့တာပါအဲ့ဒီချိန်မှာပဲတောထဲမှာသမ ्या တက်ခံလိုက်ရတဲ့အမှုထမ်းကရောက်ရှိလာပြီးအခွန်တွေအခုခံလိုက်ရပြီးဖြစ်ကြောင်းပြောပြပါတော့တယ်မင်းသားကလည်းရုတ်တရက်ဆိုသလိုတရားမျှတမှုရစီရမယ်ဆိုပြီးချက်ချင်းဆိုသလိုပဲထွက်သွားပါတော့တယ်လူပူလေးတွေကတော့စနိုးဝိုက်ကိုသူတို့စီမနေဖို့သဘောတူလိုက်ပါတယ်ဒါပေမဲ့သူတို့စီမနေဖို့ဆိုရင်သူတို့လိုမျိုးတခုဖြစ်ရမယ်လို့ပြောတာကြောင့်စနိုးဝိုက်ကလည်းဘယင်မစီကခိုးလို့ရတာကိုပြည်သူတွေစီပြန်ပေးရမယ်လို့သဘောတူညီမှုယူပါတော့တယ်သဘောတူညီမှုရတာပြီးတဲ့နောက်မှာတော့လူပူလေးတွေကစနိုးဝိုက်ကိုတိုက်ခိုက်နေတွေလက်ကွက်တွေကိုစတင်ပြီးတင်ပေးပါတော့တယ်စနိုးဝိုက်ကလည်းတဖြည်းဖြည်းနဲ့တိုက်ခိုက်နေတဲ့ကျန်းကျန်လာကလူပူလေးတွေနဲ့ပါနေသားကြလာပါတော့တယ်မင်းသားဟာတပြက်တက်ခံလိုက်ရရဲ့ဆိုတဲ့တောရဲကိုစစ်သည်တွေနဲ့အတူထွက်လာခဲ့ပါတယ်ခဏကြာမှတော့သူတို့ရှိကနေအဝိချုံထားရဲ့အမျိုးသမီးတယောက်ဟာလဲကျသွားကမင်းသားလေးကအနိကတ်သွားကြည့်ချိန်မှာတော့စနိုးဝိုက်ဖြစ်နေခဲ့တာပါလူပူလေးတွေကထွက်လာပြီးစစ်သည်တွေကိုစတင်ပြီးတိုက်ခိုက်ပါတော့တယ်စနိုးဝိုက်ကလည်းမင်းသားကိုဘယင်မဘက်ကလူးလို့ထင်ပြီးတော့တိုက်ခိုက်ပါတယ်မင်းသားလေးဟာရှုံးနိမ့်သွားပြီးစနိုးဝိုက်လေးကသူ့ကိုအပေါ်ပိုင်းအဝိပလာနဲ့ဘယင်မရှိရနန်းတော်ကိုပြန်ပို့လိုက်ပါတော့တယ်မင်းသားလေးကလည်းဘယင်မကြီးကိုသမ ्या တွေရဲ့ခေါင်းဆောင်ဟာစနိုးဝိုက်လို့ပြပြလိုက်ချိန်မှာတော့ဘယင်မကြီးနဲ့သူ့ရဲ့အစီခံတို့ဟာစနိုးဝိုက်တေးပြီးလေဆိုပြီးပြောကလှောင်ယူနေခဲ့တာပါဒါပေမဲ့မင်းသားလေးကတော့အတိအကျကိုစနိုးဝိုက်မတေးသေးဘူးဆိုတာကိုပြပြနေခဲ့တာပါဒီလိုနဲ့ဘယင်မကြီးဟာဒေါသထွက်သွားပြီးမော်ဆန်းရှိတဲ့မှန်စီကိုတွားရောက်မြင်မြန်ပါတော့တယ်ဘယင်မကြီးဟာအဲ့ဒီမှန်ကိုမော်ဆန်းတွေတုံခိုင်းကအတုံးမကျတဲ့သူ့ရဲ့အစီခံကိုတစ်ခုခုဖြစ်အောင်အပြစ်ပေးခိုင်းပါတယ်မော်ဆန်းရှိတဲ့အဲ့ဒီမှန်ကလည်းမော်အစွမ်းကိုတုံရင်အလကားမရဘူးပြန်ပေးဆက်ရမယ်လို့ပြောလိုက်ပါတယ်ပြီးတော့ဘယင်မကြီးရဲ့အစီခံကိုပိုးဟက်တကောင်အဖြစ်မော်ဆန်းအတုံးမျိုးကပြောင်းလဲပစ်လိုက်တာပါဘယင်မကြီးဟာဘာပဲပေးရမော်ဆန်းကိုအတုံးမျိုးကစနိုးဘိုက်ကိုတည်စေခြင်းပြီးမင်းသားလေးနဲ့လက်ထပ်ခြင်းနဲ့ဆိုပြီးတောင်းဆိုခဲ့တာပါမော်ဆန်းရှိတဲ့မှန်ကတော့မင်းသားလေးရဲ့နှလုံးသားကစနိုးဘိုက်စီမှာဆိုပြီးပြန်ပြောခဲ့တာပေါ့ဘယင်မကြီးကဒါဆိုရင်အစစ်စေးရီကိုသုံးပြီးမင်းသားလေးနဲ့ရအောင်လက်ထပ်မယ်ဆိုပြီးပြန်ပြောခဲ့တာပါဒီလိုနဲ့ဘယင်မကြီးဟာအရက်ခွက်ထဲကိုအချစ်စေးရီထည့်ထားလိုက်ပြီးမင်းသားလေးကိုသူ့ရဲ့အခန်းထဲကိုခေါ်လိုက်ပါတော့တယ်သူ့ရဲ့အခန်းထဲရောက်လာချိန်မှာတော့စေးရီထည့်ထားတဲ့ခွက်ကိုမင်းသားလေးကိုလှည့်ဖြားပြီးတိုက်လိုက်ပါတယ်အရက်ခွက်ကိုတောက်ပြီးချိန်မှာတော့မင်းသားလေးဟာစေးရီအစွမ်းနဲ့ခွေးလေးတစ်ကောင်ရဲ့ပုံစံလိုပြောင်းလဲသွားခဲ့တာပါဘယင်မကြီးကအံ့ဩသွားပြီးသူသုံးခဲ့တဲ့စေးရီပလင်းကိုပြန်ကြည့်လိုက်တဲ့အချိန်မှာတော့အဲ့ဒီစေးရီပလင်းမှာခွေးပုံလေးပါနေပြီးခွေးချစ်စေးရီဖြစ်နေခဲ့တာပါတော်ရဲမှာတော့စနိုးဝိုင်းနဲ့လူပိုလေးတွေညသာစားနေချိန်မှာပဲလူပိုလေးတယောက်ကမြို့တော်ထဲမှာဘယင်မကလက်ထပ်တော့မယ်ဆိုပြီးသတင်းကြားခဲ့တဲ့အကြောင်းကိုစနိုးဝိုင်းကိုပြလိုက်ပါတော့တယ်ဘယင်မဟာမနက်ဖြန်မှာမင်းသားလေးနဲ့နန်းတော်တွေကရီကန်မှာမင်္ဂလာပွဲကျင်းပမှာဖြစ်ပြီးစနိုးဝိုင်းလေးကိုပြလိုက်ချိန်မှာတော့သူမဟာဝမ်းနေသွားပြီးညစာစားနေတဲ့နေရာကနေထွက်သွားလိုက်ပါတော့တယ်မော်ဆန်းရှိတဲ့မှန်ကလည်းဘယင်မကြီးတောင်းဆိုထားတာကြောင့်စနိုးဝိုက်ကိုတပ်ဖို့အတွက်အနက်ရောင်မော်ဆန်းကိုတောင်းကတောရဲမှာရှိတဲ့သူတို့ညစာစားနေတဲ့နေရာကိုကြီးမားတဲ့အယုတ်ကြီးတစ်ခုဆစ်သွင်းလိုက်တာပါအဲ့ဒီအယုတ်ကြီးကကောင်းငယ်ပေါ်ကနေရုတ်တရက်ကျလာပြီးလူပူလေးတွေကိုစတင်ပြီးတိုက်ခိုက်ပါတော့တယ်အဲ့ဒီအယုတ်တွေကိုမော်ဆန်းရှိတဲ့မှန်ကထိန်းချုပ်နေတာပါလူပူလေးတွေနဲ့အပြန်အလှန်တိုက်ခိုက်နေကြတဲ့အတန်ကိုစနိုးဝိုက်လေးကအတန်ကြီးကြောက်သွားပြီးလူပူလေးတွေကိုတွားရောက်ကူညီပါတော့တယ်သူမဟာအယုတ်တွေကိုထိန်းချုပ်ထားတဲ့ကျိုးကိုတွေ့တာပြီးဓာတ်နဲ့ဖြတ်လိုက်ချိန်မှာတော့မော်ဆန်းရှိတဲ့မှန်ကထိန်းချုပ်လို့မရတော့ပဲအယုတ်တွေဟာငြိမ်သက်သွားပါတော့တယ်ဒီလိုနဲ့နောက်နေ့မနက်နန်းတော်ထဲမှာပွဲတော်ကျင်းပနေချိန်မှာတော့မင်းသားလေးဟာအချစ်စေးတောက်မိထားတဲ့အချိန်ကမပြတ်သေးပါဘူးသူဟာခွဲလေးတစ်ကောင်လိုပြုတ်မှုနေသေးပါဘယင်မကြီးကလည်းမင်းသားလေးနဲ့မင်္ဂလာဆောင်မှုအတွက်ပြင်ဆင်နေခဲ့တာပေါ့သူမရဲ့စေခံဟာလည်းပိုးဟပ်အဖြစ်ပြောင်းလဲနေခဲ့ရကနေမော်ဆွမ်းအချိန်ဖြစ်သွားပြီးလူအဖြစ်ပြောင်းသွားခဲ့တာပါဒီအချိန်မှာပဲတောထဲမှာတော့စနိုးပိုင်လေးဟာသူ့ရဲ့လူပိုလေးတွေအတွက်စာလေးတစ်ဆောင်ထားခဲ့ပြီးထွက်သွားဖို့ပြင်ဆင်နေခဲ့တာပါလူပိုလေးတွေကလည်းသူတို့ကိုမထားခဲ့ဖို့နဲ့မင်းသားလေးကိုလက်မလျှော့ဖို့စနိုးဝိုက်ကိုအားပေးနေချိန်မှာတော့စနိုးဝိုက်ဟာစိတ်ပြောင်းသွားခဲ့ပြီးမင်္ဂလာပွဲကိုဘသူဖျက်ဆီးခြင်းလဲဆိုပြီးပျော်ရွှင်စွာနဲ့ဘယင်မကြီးရဲ့မင်္ဂလာပွဲကိုဖျက်ဆီးဖို့လူပိုလေးတွေနဲ့အတူနန်းတော်စီကိုသွားဖို့ဆုံးဖြတ်လိုက်ပါတော့တယ်ဘယင်မကြီးမင်္ဂလာပွဲကိုမရောက်ခင်မှာပဲစနိုးဝိုင်းနဲ့လူပူလီတို့ဟာရောက်ရှိနေပြီးမင်းသားကိုသတိမအောင်လောက်ကပွဲတက်လာသူတွေရဲ့အဝတ်စားတွေနဲ့ရှင်ငယ်တွေကိုတများတိုက်သွားခဲ့တာပါဘယင်မကြီးရောက်ရှိလာချိန်မှာတော့ပွဲကိုလာတက်တဲ့သူတွေဟာဘယင်မကြီးကိုတများတွေကိုမဖမ်းဆီးနိုင်ရင်ဘယင်မနေရာကနေဆင်းပေးဖို့တောင်းဆိုပါတော့တယ်တော်ရဲမှာတော့စနိုးဝိုင်းနဲ့လူပူလီတွေဟာမင်းသားလေးကိုကျုပ်တို့ဖမ်းဆီးထားတာပါ
မင်းသားလေးကခွေးတစ်ကောင်ကိုပြုတ်မိနေတာကြောင့်လူပိုလေးတစ်ယောက်ကဒါဟာမော်ဆွမ်းမှန်တဲ့တစ်ခုကြောင့်ဖြစ်နေတာဆိုပြီးပြလိုက်ပါတော့တယ်။ဒီလိုနဲ့လူပိုလေးတွေဟာနီလာမျိုးစုံနဲ့မင်းသားလေးကိုပုံမှန်ပြန်ဖြစ်အောင်စူးစမ်းပြီးနီလာရှာကြပါတယ်။နောက်ဆုံးမှာတော့လူပိုလေးတစ်ယောက်ကစိတ်ပန်တဲ့အနမ်းနဲ့နားလိုက်ရင်မော်ဆွမ်းပြစ်သွားရဲဆိုပြီးအကြံရသွားခဲ့တာပါ။စနိုးဝိုင်လေးကလည်းအနည်းဆုံးတော့စမ်းကြည့်တဲ့နဲ့ဆိုပြီးမင်းသားလေးကိုနားလိုက်ချိန်မှာတော့မော်ဆွမ်းကပြေးသွားပြီးမင်းသားလေးဟာပုံမှန်အချိန်ကိုပြန်လည်ရောက်ရှိသွားပါရောတယ်။ဒီလိုနဲ့မင်းသားလေးနဲ့စနိုးဝိုင်တို့အဖွဲဟာညဆောင်စားနေချိန်မှာပဲအပြင်ဘက်ကနေရုတ်တရက်အတန်ကျဲကြီးထွက်ပေါ်လာခဲ့တာပါစနိုးဝိုင်ကတော့ဒါဟာသူမကိုအန်ရပြိုးရောက်လာတဲ့အတန်ဆိုတာသိသွားပြီးဒါဟာသူမရဲ့တိုက်ပွဲမလို့လူပိုလေးတွေနဲ့မင်းသားလေးကိုဝင်ပါဖို့ပြောကအခန်းတကားကိုပိတ်ထားခဲ့ပြီးအပြင်ဘက်ကိုတယောက်တည်းထွက်သွားခဲ့ပါတယ်အပြင်ဘက်မှာတော့ဘရင်မကြီးဟာတားရဲတကောင်နဲ့စနိုးဝိုင်ကိုတပ်ဖို့အတွက်အသင့်ဆောင်ဆိုင်နေခဲ့တာပါလူပိုလေးတွေကတော့အခန်းထဲကနေတော့ပုံနဲ့ထွက်လာခဲ့ကြပါတယ်တော်ရဲမှာလည်းမင်းသားနဲ့စနိုးဝိုက်တို့ဟာတားရဲကောင်ရဲ့လက်ကနေထွက်ပြေးနေခဲ့ကြတာပေါ့ဘီမာကြီးကလည်းမှန်ထဲမှာရှိနေတဲ့တဲအိမ်စီရောသားကစနိုးဝိုက်တို့ကိုတိုက်ခိုက်နေတာကိုကြည့်ရင်းနဲ့ကျင်းနေခဲ့တာပါလူပိုလေးတွေဟာတိုက်ခိုက်နေတဲ့စနိုးဝိုက်စီကိုတားရဲကိုတပ်ဖို့အတွက်ဆိုပြီးတမြောင်လှမ်းပစ်လိုက်ပေမဲ့စနိုးဝိုက်ဟာတားရဲရဲ့လေပင်ကဆွဲကြိုးကိုမြင်လိုက်တာကြောင့်တမြောင်နဲ့ဖျက်လိုက်ပါတယ်အဲ့ဒီတမြောင်နဲ့ဖျက်လိုက်ချိန်မှာပဲတားရဲကြီးတမြောင်နဲ့ဖျက်လိုက်ချိန်မှာပဲတားရဲကြီးစီကနေအလင်းတန်းတွေဖြာထွက်လာကဘီမာကြီးစီမှာလည်းအသားရည်တွေကတဖြည်းဖြည်းချင်းအယိုးရည်ကပ်လာပါတော့တယ်ခဏကြာမှတော့တားရဲကြီးကနေဘရင်ကြီးအဖြစ်ပြောင်းလဲသွားပါတော့တယ်နောက်ရမှာတော့ဘရင်ကြီးဟာနန်းပြန်တက်ခဲ့ပြီးမင်းသားလေးနဲ့စနိုးဝိုက်ကိုလက်ထပ်ပေးလိုက်ပါတော့တယ်ဒါပေမဲ့လက်ထပ်ပွဲကျင်းပပြီးချိန်စနိုးဝိုက်ကပြည်သူတွေကိုနှုတ်ဆက်နေချိန်မှာပဲသမီးကြီးတယောက်ကရောက်လာပြီးမင်္ဂလာလက်ဆောင်အနေနဲ့လက်ခံပါလို့ပြောကပန်းဒီတစ်လုံးကိုထုတ်ပေးကတကြိုက်ပဲကြိုက်ဖို့ပြောပါတော့တယ်ပန်းဒီကိုလက်ခံလိုက်ပေမဲ့စနိုးဝိုက်ကတော့ပန်းဒီကိုမကြိုက်ပဲသူမမှပါလာတဲ့ဓမြောင်နဲ့ပန်းဒီကိုတချမ်းစိတ်လိုက်ကအသက်ကြီးတဲ့သူအရင်စားပါဆိုပြီးပြန်ပေးလိုက်ပါတော့တယ်အမျိုးသမီးကြီးကအဲ့ဒီပန်းဒီစိတ်ကိုစားလိုက်တဲ့အခါမှာတော့မှန်ထဲမှာရှိနေတဲ့အိမ်ဟာလည်းပြိုကျသွားကအခန်းထဲကမှန်ဟာလည်းတစားစီကွက်ထွက်သွားရင်းနဲ့တိုင်းပြည်မှာလည်းနှင်းတွေကအားလုံးပြောက်ကွယ်သွားကဇလန်လေးကကြီးမာရင်ပြီးဆုံးသွားပါရောတယ်နောက်ထပ်ဘလို့စကားတွေကိုမူပီရီကက်လုပ်ပြအောင်လဲဆိုတာကောမန့်မှာရေးခဲ့ရင် subscribe လုပ်ထားဖို့လည်းမမေ့နဲ့အောင်နော်